store ဝယ်တာကနိုင်ငံရဲ့တိုးတက်မှုကိုဝယ်တာ store ဆိုတာဘာလဲငါတို့ကဒီကုမ္ပဏီရဲ့ပိုင်ဆိုင်မှုရနေတဲ့ certificate တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီ store ရှိနေလို့ရှိရင်ဒီကုမ္ပဏီရဲ့ပိုင်ဆိုင်ခွင့်ခံစားခွင့်လေးတွေအားလုံးကနေ့မှာခံစားခွင့်ရှိသွားလိမ့်မယ်ဒါ store လို့ခေါ်ပါတယ်အဲ့တော့ဘယ်ခံစားခွင့်လေးတွေလဲဥပမာအမြတ်ဝေစုအမြတ်ခွဲပိုင်ခွင့်ပြီးတော့မဲပေးခွင့်ကုမ္ပဏီကဘာဖြစ်သွားပြီလဲဆိုရက်တည်ရှိခွင့်ရှိလိမ့်မယ်ဥပမာက FMI တို့ ARF တို့ဒီလိုဝါတို့ဝယ်ထားလိုက်တယ်အဲ့တော့ဝယ်ထားလိုက်တော့သူတို့တစ်ခုခုဆုံးဖြတ်ချက်လုပ်လို့မယ်ဆိုတာဒါဆိုတော့ email ပို့ပေးရမယ်ပြီးတော့လို့ရှိရင်သူတို့စီဝေးလုပ်တော့မယ်ဆိုရင်ဒါဆိုတော့ message ပို့ပေးရတယ်အဲ့ကြောင့်မို့ evidence ခွဲခွင့်မဲပေးခွင့်သူတို့ရဲ့အခြေအနေတီးခွင့်ဒါလေးတွေအစားရှိတဲ့ဖြစ်ငါတို့ပိုင်ဆိုင်သွားပါပြီလို့ထုတ်ဖော်ပြနေတယ်အဲ့ဟာက store ရဲ့အတိတ်ပဲပါ store ဝယ်တာကနိုင်ငံရဲ့တိုးတက်မှုကိုဝယ်တာနိုင်ငံကကောင်းခဲ့လို့ရှိရင် store လည်းတက်လာလိမ့်မယ်နိုင်ငံချရှုံးသွားလို့ရှိရင် store လည်းချရှုံးသွားမယ်ဝယ်ဖို့အတွက်လည်းဒါမို့ဒီစေးနှုံးကြိုက်တယ်ဒီလိုဝယ်ချင်းနဲ့ဝယ်လိုက်တယ်အဲ့လိုမလုပ်ပါနဲ့အယုံဆုံးနေလို့ပါလို့ရမယ်ဒီကုမ္ပဏီရဲ့ background လေးကိုတွားကြည့်ဖို့လိုမယ်ပြီးတော့သူ့ရဲ့ report လေးတွေကိုတွားဖတ်ဖို့လိုမယ်ဒီရှုံးလားမြက်လားတနေ့စာဖက်ယုံနဲ့မရဘူးလွန်ခဲ့တဲ့9နှစ်လွန်ခဲ့တဲ့10နှစ်တွားလေးလာမဲ့9နှစ်အတွင်းကရောသူ့ရဲ့ခေတ်ရည်စည်းကြောင်းအညီနဲ့ဆိုရင်သူဖြစ်နိုင်ချေများလားစေးတက်နိုင်တဲ့အလားအလာများလားအဲ့ဟာနဲ့ analyze ပြန်လုပ်ပြီးတော့ဝယ်ဟုတ်နော်အကောင့်ဖွင့်တာလည်းလွယ်တယ်ဝယ်တာလည်းလွယ်တယ်ဒါပေမဲ့ရှုံးတာလည်းစစ်စစ်မှန်မှန်ရှုံးတာပဲဒါက store ရဲ့အကြောင်းအရာပါ First step